Hello ဒီညတော့ကြော်ကြပေးစရာနှစ်ခုရှိပါတယ်ဂျပန်ကကြွားကြလို့လို့တာစားပါဂျပန်ကရိုးရိုးရှင်းရှင်းဝင်လို့ရတယ်ပေါ့မဆိုင်မှာပေါ့နော်ဂျပန်ကပေါ့မဆိုင်မှာသမီးတို့ကိုယ်တိုင်တော့ရတယ်ဟုတ်သမီးတို့အမေဝယ်ပေးလာပဲဖြစ်ပါတယ်ရှင်းမမိုက်တယ်သမီးတို့အမေအတော်ဝယ်ပေးလာပဲဖြစ်ပါတယ်ရန်တက်မျိုးမတဲ့အိမ်မတဲ့ဒီထဲမှာဆို3စင်ပါပြီးဒီထဲမှာလည်း2စင်ပါပြီးဒီထဲမှာကျတော့1စင်ပါတော့1နဲ့လည်းဆို3ဒီ3နဲ့ဆိုရင်6စင်ပါပါအော်မှာ6စင်ပါတယ်ဘာလို့စကတိကိုပဲဖြစ်ပါရဲ့လဲမော်ကြီးပဲပြောတယ်ပေါ့နော်မြင်းနေရပေါ့နော်ဒါတော့ဝယ်လာပဲဖြစ်ပါတယ်မမီဝယ်ပေးရပေါ့နော်အဲ့လာကိုဟိုပါလဲ unboxing ပြချင်လို့ဆိုပြပါစလို့ပေါ့နော်ခဏမှဒီမှာဒီ box လေးကိုယူပေးရတယ်ပေါ့နော်ဒါဆိုလည်းခဲတယ်နော်တယ်ရှုပ်တော့ဒါဆိုရင်ကျွေးလိုက်ကျွေးမနာနဲ့အဲ့ကျမတို့ညီမလေးပေါ့နော်ဝါသမီးလို့ပြောကျမလို့မပြောရအောင်ကဲစစ်မီလေးညတော့အရှမ်းမရဝယ်လိုက်တော့ဗါလဲ M Tower အော် M Tower မှာဝယ်ရမလိုက်တက်လာဝယ်လိုက်တော့ဈေးလက်တန်တက်လာဘူးလေဈေးပေးစရာမလိုပဲနဲ့အထယ်ဝယ်ဈေးပေးရတော့ကိုရဈေးများလို့ဆိုပြီးတစ်ထည်ပဲဝယ်လာစတာပါဈေးတက်လို့ဆိုပြီးတစ်ထည်ပဲဝယ်လာတစ်ထည်မုံနှစ်ထည်ဝယ်လာတာလုံးဝဝယ်တာသမီးဆိုတော့ကျွန်တော်ပြီးဝိုက်ဆိုတော့ bye